ဟောဒီမှာကလေးတွေအတွက်ဉာဏ်ပညာနဲ့ခွန်အားကိုညီမျှစွာအသုံးပြုတတ်စေမဲ့ပုံမြင်လေးပါချင်းသေးနှင့်ကြွက်နီလေးတစ်ခါကထူးထပ်သောတစ်တော်ကြီးတစ်ခုမှာမာနကြီးတဲ့ချင်းသေးတစ်ကောင်နဲ့ဉာဏ်ပညာရှိတဲ့ကြွက်နီတစ်ကောင်အနီးအနားမှာနေထိုင်ကြပါတယ်ချင်းသေးသည်မိမိ၏အလွန်အကျွံခွန်အားကြောင့်မမာနကြီးနေတတ်ပြီးဒီတောထဲမှာငါ့လိုခွန်အားပိုချေမရှိဘူးဟုခဏဂုဏ်ယူတတ်ပါတယ်ကြွက်နီကတော့သေးငယ်ပေမဲ့စဉ်းစားဉာဏ်ကောင်းပါတယ်တနေ့တွင်မူဆိုးတစ်ယောက်သည်တောထဲသို့ဝင်လာပြီးသားကောင်ဖမ်းရန်ကြီးမားသောပိုက်ကွန်တစ်ခုကိုတစ်ပင်တစ်ခုနှင့်ခိုင်မာချိတ်ထားခဲ့ပါတယ်ချင်းသေးသည်ပုံမှန်လမ်းလျှောက်ထွက်ရင်းထိုပိုက်ကွန်ထဲသို့မသိဘဲဝင်မိသွားပြီးပိုက်ကွန်များနှင့်ရစ်ပတ်မိသွားပါတယ်သူခုန်ပေါက်ဟိန်းဟောက်သွားရည်စားကြိုးစားတော့လဲခွန်အားကုန်ခန်းသွားပြီးပိုက်ကွန်ကလည်းပိုတင်းကျပ်လာပါတယ်အနီးအနားမှာမြင်နေရတဲ့ကြွက်နီလေးဟာသူ့တငယ်ချင်းချင်းသေးရဲ့အခြေအနေကိုတနာသွားပါတယ်သူသည်ချင်းသေးထံသို့သွားရောက်ပြီးချင်းသေးညီအကိုကြီးခွန်အားနဲ့ပဲအားကိုးနေလို့မဖြစ်ပါဘူးဒီပိုက်ကွန်ကအလွန်တန်မာတဲ့ကြိုးတွေဖြစ်တယ်မင်းကြီးရဲ့ခွန်အားနဲ့ဆန့်ကျင်ရင်ပိုပြီးတောင်ချုံနှောင်မိသွားမယ်ဟုပြောပါတယ်ချင်းသေးသည်ပင်ပန်းနွမ်းနယ်ပြီးဖြစ်နေတော့ဒါဆိုငါဘယ်လိုလုပ်ရမလဲဟုမေးပါတယ်ကြွက်နီလေးကမင်းကြီးရဲ့ခွန်အားကိုခဏချုပ်ထားလိုက်ပါငါရဲ့ဉာဏ်ပညာကိုအသုံးပြုကြည့်ရအောင်ဟုအကြံပေးပါတယ်ကြွက်နီလေးသည်သူ၏သေးငယ်ပြီးချွန်ထက်သောသွားလေးတွေဖြင့်ပိုက်ကွန်ကျိုးတစ်ချောင်းချင်းစီကိုညင်သာစွာကိုက်ဖြတ်ပါတယ်ချင်းသေးကလည်းကြွက်နီမာတဲ့အတိုင်းငြိမ်လေးနေပြီးခွန်အားကိုမသုံးတော့ပါဘူးမိနစ်အနည်းငယ်ကြာတဲ့အခါပိုက်ကွန်ပေါက်ကြီးပေါ်လာပြီးချင်းသေးသည်လွတ်မြောက်သွားပါတယ်လွတ်သွားတဲ့ချင်းသေးသည်ကျေးဇူးတင်စကားပြောကာငါဟာခွန်အားကိုသာအားကိုးခဲ့တယ်မင်းလေးရဲ့ဉာဏ်ပညာမရှိရင်ဒီနေ့ဒီကနေလွတ်မှာမဟုတ်ဘူးခွန်အားတစ်ခုတည်းထက်ဉာဏ်ပညာနဲ့ခွန်အားကိုညီမျှစွာအသုံးချတတ်ဖို့လိုတယ်ဆိုတာနားလည်သွားပြီဟုဝန်ခံပြောဆိုခဲ့ပါတယ်ကြွက်နီလေးကလည်းဟုတ်ပါတယ်ချင်းသေးညီကိုကြီးခွန်အားဟာကြီးမားတဲ့စွမ်းအားတစ်ခုဖြစ်ပေမဲ့ဉာဏ်ပညာမပါရင်အကျိုးမရှိသလိုဉာဏ်ပညာတစ်ခုတည်းကလည်းလက်တွေ့လှုပ်ဆောင်ရမှာခွန်အားမပါရင်မပြည့်စုံပါဘူးနှစ်ခုပေါင်းစပ်မှသာအခက်အခဲတွေကိုအမှန်တကယ်ကျော်လွှားနိုင်မှာပါဟုပြန်ပြောပါတယ်ထိုနေ့မှစပြီးချင်းသေးနှင့်ကြွက်နီသည်အတူတကွနေထိုင်လာကြပြီးတစ်တောထဲကတိရစ္ဆာန်များအတွက်ခွန်အားနှင့်ဉာဏ်ပညာကိုပေါင်းစပ်အသုံးချတတ်သောခေါင်းဆောင်ကောင်းများဖြစ်လာကြပါတော့တယ်သင်ခန်းစာခွန်အား strength သည်ကြီးမားသောအရာဖြစ်တော်လဲမလိုအပ်ဘဲအလွန်အကျွံသုံးမိရင်ဒုက္ခရောက်စေနိုင်သည်ဉာဏ်ပညာ wisdom သည်သေးငယ်တော်လဲအခက်အခဲကြီးများကိုပင်ဖြေရှင်းနိုင်စွမ်းရှိသည်အကောင်းဆုံးနည်းလမ်းမှာဉာဏ်ပညာနှင့်ခွန်အားကိုညီမျှစွာပေါင်းစပ်အသုံးပြုတတ်ခြင်းပဲဖြစ်ပါတယ်